မရှိခဏဘဝပုံဆောင်ဖြစ်တည်ရာဆဆုံးဖြစ်မိသာကျွေလွယ်ပွင့်လွယ်ပန်းတို့ပမာလူဘဝဧည့်သည်တွေအတိတ်မှာပြုထားကောင်းဆိုကံကြမ္မာရှောင်ခွာတိမ်ဖဲပြေးမလွတ်နိုင်ပြုသည်မြကံမေစင်ရချမ်းသာမညီလူလွာစင်တန်းခွဲခြားပြန်နေသူငါဆွေတွေမထားချနေအတားစိတ်တွေဖေးတရားဒေသနာများနှလုံးသွင်းနိုင်ရင်တန်ရာဆရာလန်းကောင်းမြင်တွေ့ရမည်သာသင်္ခါရတရားတိုင်းရှုမြင်ပွင့်စေပန်းနွမ်းကျွေးသွားပုံတွေမညီတဲ့သဘောမမြဲခြင်းတရားသောစတဘာသောမိတွေလွတ်ရဘသူပြေလို့လွတ်နိုင်မှမလဲအလဲကြရောက်လာမည်တွေ့ဆုံကြုံပြီးကွယ်ဖို့ကံကြမ္မာဘယ်ချိန်ရောက်လာမလဲမသိနိုင်အတိနဲ့တည်းကိုရှင်အမှားမှန်ဝေခွဲတတ်ကြမိမေတခါတလေမခဲ့ဘူးကြမေခဏလေးချိန်မှာရုံးဝဲထူတွေခင်တနာကိုငွေချင်းဆွဲမကြည့်စေခြင်းအလူဒါနာတွေပြုခဲ့ပါခဏလေးချိန်မှာမရှိခဏဘဝပုံဆောင်ဖြစ်တည်ရာဆဆုံးဖြစ်မိသာကျွေလွယ်ပွင့်လွယ်ပန်းတို့ပမာလူဘဝဧည့်သည်တွေအတိတ်မှာပြုထားကောင်းဆိုကံကြမ္မာရှောင်ခွာတိမ်ဖဲပြေးမလွတ်နိုင်ပြုသည်မြကံမေစင်ရချမ်းသာမညီလူလွာစင်တန်းခွဲခြားပြန်နေသူငါဆွေတွေမထားချနေအတားစိတ်တွေဖေးတရားဒေသနာများနှလုံးသွင်းနိုင်ရင်တန်ရာဆရာလန်းကောင်းမြင်တွေ့ရမည်သာသင်္ခါရတရားတိုင်းရှုမြင်ပွင့်စေပန်းနွမ်းကျွေးသွားပုံတွေမညီတဲ့သဘောမမြဲခြင်းတရားသောစတဘာသောမိတွေလွတ်ရဘသူပြေလို့လွတ်နိုင်မှမလဲအလဲကြရောက်လာမည်တွေ့ဆုံကြုံပြီးကွယ်ဖို့ကံကြမ္မာဘယ်ချိန်ရောက်လာမလဲမသိနိုင်အတိနဲ့တည်းကိုရှင်အမှားမှန်ဝေခွဲတတ်ကြမိမေတခါတလေမခဲ့ဘူးကြမေခဏလေးချိန်မှာရုံးဝဲထူတွေခင်တနာကိုငွေချင်းဆွဲမကြည့်စေခြင်းအလူဒါနာတွေပြုခဲ့ပါခဏလေး